ဆေးရုံကပြန်လာတာပါဆေးရုံကနေပြန်လာပါတယ်တနစ်တစ်ခါ medical check up လုပ်တာပါအသက်ရလာပြီဆိုတော့စီချိုအစစ်အမြစ်တွေပြီးလို့ရှင်အကုန်ပေါ့ဘာတွေလိုအပ်ချက်ရှိနေတယ်လဲပေါ့ဒီနေ့နေပူလို့သားလည်းမရှိဘူးသား vacation ထွက်နေရထိုင်းကိုအဲ့တော့အမေကလမ်းလျှောက်ပေါ့ရာသီဥတုကလည်းတာယာနေတော့လေတော်လေးတာယာနေပါတယ်နေပူတယ်ဒီနေ့တော့အလာတော့ဆက်ဘိန်းစီးပြီးလာမလို့ဟာလေတအားတိုက်တော့မစီးဖြစ်ဘူးသွေးဖောက်တာကို9ချိန်တောင်ဖောက်ယူရတယ်အဲ့သွေးစစ်ဖို့အတွက်ကိုပြောတယ်သူတို့ကိုသွေးကြော့ရမ်းရှာခက်တယ်ဒီမှာရှာမလက်ဖမိုးပေါ်မှာတွေ့တာဆိုတော့မဟုတ်ဘူးသူတို့စမ်းကြည့်ရဆီယမ2ယောက်လောက်တာ9ချိန်တောင်အဲ့နဲ့ထိုးခံရတယ်ဒေါ်ရလည်းထွက်ဒေါ်ရထွက်တယ်ဆိုတော့စိတ်အနှောက်အယှက်ဖြစ်တာပေါ့နော်ကိုယ်သားနာတော့ကဲဟိုဘက်ကိုလှည့်ပြပါမယ်နေပူနေတယ်ရာသီဥတုလေးတွေကတာယာနေတယ်အခုနှင်းနေကုန်သွားပြီမကြခင်စိမ့်ဆူနဲ့လမ်းဘေးမှာမြက်တွေလည်းစစိမ့်လာပါပြီဒါပေမဲ့အကုန်တော့မဟုတ်သေးဘူးအပင်တွေလည်းအရွက်တွေထွက်လာတော့မယ်ဒီမှာကအခုမှနှင်းကုန်တာအမတို့နေတာဆွီဒင်နိုင်ငံမြောက်ပိုင်းဆိုတော့လေနှင်းကတော်တော်နဲ့မကုန်ဘူးကြာရင်လည်းနှင်းအစောကြီးကြတယ်။အိုးစတော့ခုံမြို့တော်ကြီးဒုတိယမြို့တော်ဂေါသန်ဘတ်တို့မာမဲတို့ဆိုလို့ရှင်တော့ဧပြီလလောက်ကတည်းကနေသူတို့ပန်းနေတော့စိုက်လို့ရနေပြီ။ Helloအားလုံးပဲမင်္ဂလာပါမနေ့ကနဲ့ဒီနေ့ကအလုပ်နားရက်ဆိုတော့အေးစစ်စစ်ဒီတိုက်တာများခုချိန်တော့လူတွေအရန်ရှင်းနေခဏနေ3နာရီခွဲ4နာရီအလုပ်ပြန်ကြောင်းပြန်ချိန်ကြရင်တော့လမ်းမှာလူတွေရှိအခုချိန်တော့တိတ်ဆိတ်နေရပဲနေ့ခင်းကြောင်တောင်ကြီးဆိုမဲ့လူလည်းမရှိဘူးမကြည့်ပါဦးလူလည်းမရှိဘူးကားလည်းတိတ်မလာဘူးနွေရာသီကြတော့လဲနွေရာသီအခုကောင်းမကြသေးဘူးနွေရာသီအခုနောက်2ပတ်လောက်မှမြက်တရားစိမ့်ပြီးပန်းနေရစပွင့်လာမှာခုကအပင်မာတော်မှအရွက်တွေအကုန်မပေါ်လာသေးဘူးအိမ်လေးတွေချစ်စရာလေးတွေ doll house ပုံစံလေးတွေလူကြီးရန်နေတော့လေဘယ်ရောက်အရန်ကြီးကိုတိတ်ဆိတ်
影灯呢，咱们后没有几的多呢，需要不喏？没有几的多呢，来你来静静的，眼看你说来，带看你说来静静的，听你说来静静的，路底下面哎，路你没出太。阿妈说多表里的不，多表里的吧。不都得把一趟来让我丢记着记。好的，人少的么好不使用啊？你买这个 check up 的那的卡路亚嘞？你刚刚的那的卡。买个 check up လုပ်တာအဲ့အခုသွေးတွေဖောက်စစ်ပြီးဆရာဝန်နေနဲ့တွေ့ပြီးပြန်လာတာပါအလုံနာရက်မှာကောင်းကင်ကြီးကိုပြားနေရပဲရာတူတူကကောင်းလိုက်တာဒါပေမဲ့အနှွေးထရချွတ်လို့မရသေးဘူးလက်တွေအေးဆက်နေရပဲခုဒီချိန်ကအနှွေးထက်လုံးလုံးချွတ်လို့မရသေးဘူးဘာလို့လဲဆိုလေတအားတိုက်တယ်အဲ့လေကအေးတာတွေးဖောက်ထားတာကိုကလူကသာအသားပြေးတာတွေးကြောအရမ်းရှာခက်တယ်ဘယ်သူလဲမလို့မသိဟိုစပြက်နေတော့လေးပါလေနေကမျက်မှန်နဲ့ဆိုတော့ပါဝါမပါတော့စားလဲဖတ်လို့မရအောင်အလုံးကိုနှုတ်ဆက်တယ်နော်သားထိုင်းရောက်နေအလဲသွားနေသူအလုပ်တွေတအားပင်မန်းထားတော့ခုနွေရသည်လဲတောက်လျှောက်သူအလုပ်လုပ်ရမှာအဲ့တော့ခဏလေးသူက relax သွားယူတာ vacation ထွက်ရင်နဲ့တာမီညဆုံးထွက်လို့ကြလဲအဆင်မပြေဘူးအိမ်မှာကြောင်ကနေမကောင်းလေစီးချိုရှိတော့အကြောင်ကိုညမနဲ့ဆေးထိုးပေးနေရinsulin အဲ့တော့တားပြန်လာမှအမေကပြန်သွားမယ်ကဲဘာရမဟုတ်ပါဘူးပြင်းလို့ဆေးဟုံကပြန်လာတဲ့လမ်းကရှိတော့အိမ်နဲ့လှမ်းတော့လေသမင်းတက live တက်လာတာ live ကလည်းမတက်ဘူးမတက်ဖြစ်တော့အဲ့ live တက်ပြီးဆိုလို့ရှိရင်ဘာပြောလို့ပြောရမှမသိဘူးအဲ့လိုရဖြစ်တာဒါလေးဆိုအပင်နေအရွက်တွေမထွက်သေးဘူးဟိုရှက်ချင်းရှူပင်တော့ထွက်နေပြီချင်းရှူပင်ကတော့ရွက်တွေစိမ့်နေပြီဒီဘေးကပင်တွေလည်းမထွက်သေးဘူးဒီမှာနွေရာသီးမှာအပြစ်မှာတီးနှံနေစားပင်နေပန်းပင်နေစိုက်လို့ရတာဒီရွက်တွေကဒီမြက်ခင်းနေဆိုလို့ရှိရင်ဆောင်းရသည်ဆိုနင်းနေပဲအခုမှအဲ့ဒါနင်းကုန်သွားတော့နည်းနည်းပြန်စပြီးတော့စိမ့်လာတာဒီမှာပွင့်လင်းရာသီဆိုနွေရာသီဒီအချိန်ပေါ့နော်မေလကုန်လောက်ကနေ July August ကုန်လောက်ထိကိုအိမ်တိုင်းကသူတို့လှုပ်ရှားရှိတာတွေအကုန်အပီးလောက်ထားတဲ့ဆောင်းမဝင်ခင်အိမ်ခေါင်မိုးလဲတာတို့အိမ်ဆေးတုတ်တာတို့ပြီးတော့အိမ်တွေထပ်ပြီးဆောက်တာတို့အဲ့အောက်ကအိမ်ဆိုလေပြမယ်နော်ဒီနိုင်ငံကတကယ်ဆိုနေလဲတိတ်မရအောင်ပြီးတော့မီးဆိုတာ24နာရီအချိန်ပြည့်လာနေတဲ့နိုင်ငံဒါပေမဲ့သူတို့တွေဆိုလာတတ်ထားတာဒါပေမဲ့အိမ်တိုင်းတော့မဟုတ်ပေါ့နော်ဟိုးမှာချောင်းတွေ့လားဟိုးမှာချောင်းအဲ့ချောင်းကအခုမှရေတွေ
ဟိုစားတွေကုန်သွားတာရေခဲတွေနှုတ်ရှင်ရေခဲတွေအရေပျော်ပြီးအရေပျော်ကြလာတာမနေ့ကမှကုန်သွားတာအခုတော့ဟိုမှာရေခဲအတုံးကြီးမရှိတော့ဟိုအထက်ဘက်ကနေအရေပျော်ပြီးကြလာတာလေဟိုဘက်ကန်းဆိုရင်တော့ဖင်လန်ချမ်းဘက်ပေါ့နော်အဲ့ဒီဥစ္စာရဟိုဘက်နဲသွားရင်ဖင်လန်အခုမရိုနေတာကဆွီဒင်ဘက်အချမ်းနယ်စပ်လေးပေါ့အဲ့ရေချောင်းချပြီးတော့အိမ်လေးတွေဆိုဘာခြံစည်းရိုးမှမရှိဘူးအိမ်တစ်ခုနဲ့တစ်ခုကြားမှာဘယ်တစ်ခုမှလည်းမလောင်ခြံစည်းရိုးဆိုတာဟိုအစိုးရသတ်မှတ်ထားတာပဲရှိတယ်သူ့အိမ်ကိုအိမ်နဲ့ဒါပေမဲ့ဘယ်သူမှခြံစည်းရိုးမခတ်ကြအောင်တွေ့လားအသက်ကြီးတယ်သူတို့ဆိုအသက်80ကျော်80နားနီးပြီနော်လမ်းလျှောက်ထွက်ကြတာတွေ့လားကျမရေအရန်လိုက်စားတဲ့ဒီနိုင်ငံကလူတွေလေဟေးဟေးအသက်ကြီးသွားလဲလမ်းလျှောက်ကြတယ်သူတို့တွေအစားတောက်တွေလည်းအရန်ဆင်ချင်ကြတာသိလားချိန်လုံးတွက်ချက်ပြီးစားတယ်တွက်ချက်ပြီးဆိုတာပတ်စံကိုပြောတာမဟုတ်နော်အဲ့လိုပေါ့ကျမရင်းနဲ့ညီညွတ်တာဘယ်ဟာကဘလောက်ရာခိုင်နှုန်းဘာရာခိုင်နှုန်းတေချာတွက်ပြီးတကြားဘလောက်ပါတာဒီဟင်းအစားဘလောက်အရန်ကိုရီးယားတော့မှန်းဆပြီးတော့အကုန်လုံးချက်တာပဲဟင်းချက်ပြီးဆိုရင်တို့အဲ့လိုမဟုတ်အတိအကျအကုန်လုံးကျမကြတယ်အသက်တွေဆို90ကျော်100ကျော်ပြီးရင်တို့တွေကကျမရေးစနစ်တွေအရန်ကောင်းတော့တို့လေသေးမရှိအစိုးရကလောက်ထားပြီးတာအဲ့ဒါပဲလေနော်အဓိကတိုင်းပြည်တစ်ပြည်မှာအစိုးရကောင်းတာမကောင်းဘူးဆိုတာတိုင်းသူပြည်သားတွေနေလို့ကောင်းတာနဲ့မကောင်းတာနဲ့ကွာတယ်တကယ်ဆိုဒီနိုင်ငံတွေကတန်ရန်စာသားအဲ့လောက်တော့မရှိဘူးတစ်တော်ပဲရှိတာပေါ့နော်စက်မှုတွေထုံကားတဲ့နိုင်ငံတွေပေါ့တန်ရန်စာသားဆိုအဲ့လောက်ကြီးတော့မရှိဘူးရှိတော့ရှိရကော်ပါတို့ဒီကျင်းနီတို့ငွေတို့ဘာလို့တော့ထွက်တာပေါ့နော်ဒါပေမဲ့အဲ့လောက်ထွက်တာလောက်ကတော့မြန်မာနိုင်ငံလည်းအကြီးကျယ်ထွက်တာပဲနမ်တူဘော်တွေကျင်းနီတတူတွင်ယတနာသိင်္ဂီတို့ဘာလို့အများကြီးပဲထွက်တဲ့နေရာတွေကရွှေထွက်တဲ့နေရာတွေဒါပေမဲ့သူများတွေကခေတ်အဆက်ဆက်ဦးစီးဦးဆောင်ခဲ့တဲ့သူတွေကောင်းတဲ့အခါကျတော့နိုင်ငံကဖွံ့ဖြိုးတာရတာပေါ့ဘာပဲဖြစ်ဖြစ်ဘာပဲကိုပဲကြည့်ကြည့်အဲ့လိုကြည့်လေကိုယ်နိုင်ငံအတွက်စိတ်မကောင်းဖြစ်ပေးလေဟိုမှကြည့်တစ်ရွက်တောင်ဖြစ်နေတစ်တော်တွေတွေ့လားအဲ့ဒါတောထဲမဟုတ်တဲ့အဲ့မှာအိမ်နေရှိရယ်ဘလောက်စိမ့်ဆိုလဲဆိုတော့ပင်နေလဲတော်ရုံတန်ရုံမခုတ်ရဘူးဒီမှာလေသူတို့တတ်မှတ်ထားတဲ့နေရာတွေပဲခုတ်လို့ရတယ်ပြီးတော့ဟယ်လိုအမလေးချစ်စရာလေးတွေခွေးလေးတွေဟောင်လိုက်ကြတာသူတို့ဝင်းခတ်ထားပြီပြီးတော့ဒီမှာနွေရာသီရောက်လို့သားရဲတရိษံတွေကိုပြစ်မယ်ဆိုရင်တော့မှလိုင်စင်ရှိရတယ်အဲလိုင်စင်မရှိဘဲနဲ့ပြစ်လို့မရဘူးပြီးတော့ဘယ်အကောင်ကတော့ပြစ်လို့ရတယ်ဘယ်အကောင်ကပြစ်လို့မရဘူးဆိုတာမျိုးတွေကလည်းရှိသေးတယ်စီကန်းပေါ့နော်လူတွေကလည်းအရန်လိုက်နာတယ်လေပြည်သူတွေကလည်းနှစ်ဖက်စလုံးကောင်းမှအစိုးရကောင်းတယ်လို့ပြည်သူတွေကလည်းလိုက်နာအောင်မှအခါကျတော့တိုးတက်တာပေါ့အခုဒီလိုအိမ်နေဆိုလို့ရှင်ပြက်စီးနေပြီအစိုးရပြည်သူပိုင်လည်းမသိမ်းလိုက်ဘူးဒီတိုင်းပဲပိုင်ရှင်တွေကလည်းဆုံးကုန်ပြီထင်တာပဲတက်ကြီးရသူတွေမရနေတဲ့မြို့လေးကဘယ်လိုဖြစ်လဲဆိုလူငယ်တွေကတိတ်မရှိတော့ဘူးဒါပေမဲ့တခြားနိုင်ငံကနေအလောက်လာလောက်တဲ့လူတွေကတော့အများကြီးပဲဒီကနိုင်ငံကဒီလိုလူငယ်ဆွီဒင်နိုင်ငံကဆွီဒင်ကလေးတွေကြတော့မြို့ကြီးတဲ့ဘက်တွေပို့ပြီးတော့အလောက်တွင်ကျဲတဲ့နေရာတွေပို့ပြီးဖွံ့ဖြိုးတိုးတက်တဲ့နေရာတွေကိုပြောင်းကုန်ကြတာအောက်ပိုင်းနေအလယ်ပိုင်းနေအခုဒီအထက်ပိုင်းပဲဆိုဆေးဥမှာဆိုလို့ရှင်လဲဆရာဝန်တွေက Swedish တွေတော့နဲတယ်ဒါပေမဲ့ဟိုစားပေါ့နော်စပိန်ကလာလောက်တဲ့လူတို့ပြီးတော့ရိုမေးနီးယားတို့ဂျာမနီတို့ပြီးတော့တခြားနိုင်ငံကပေါ့နော်လာလောက်တဲ့ဆရာဝန်တွေအများကြီးပဲ
လှစာတော့ကောင်းတာပေါ့ဘာရေးလို့ရေးထားမှမသိအမတော့ sorry နော်ဟိုမျက်မှန်ကပါဝါနဲ့မဟုတ်တော့နေကမျက်မှန်ဆိုတော့စာဖတ်လို့မရဘူးဖြစ်အားလုံးကိုနှုတ်ဆက်ပါတယ်နော် hello ပါကောင်းလိုက်တာလမ်းလျှောက်တာဘာမှဟိုစိတ်လောစရာမလိုလေအိမ်လည်းပဲချိန်ပြန်ရောက်အလုပ်သွားစရာလိုတာလည်းမဟုတ်ဘူးအချိန်ကိုလိုက်ပြီးတော့မှလောနေရတာမဟုတ်တော့တွေ့လားဘလောက်ထိသူတို့လိုက်တာလဲဆိုဒီမှာ30နော်30အတိုင်းပဲသူတို့မောင်းတာလူမလာဘူးရှင်းနေတယ်ဒီ30ထက်ကြော်ပြီးတော့မမောင်းကြအောင်စီကန်လိုက်နာလို့ပြောလို့ရမှာပေါ့နော်ဒါဆိုလို့ရှိရင်အမတို့နေတဲ့မြို့က police station ပေါ့တစည်းမှမရှိဘူးရဲကားတကယ်ဆိုဒီနေ့သူတို့အလုပ်ဆင်းတဲ့နေ့ခုချိန်ဆိုပြန်ပြီးသူတို့မရှိတော့ဘူး2 နာရီဆိုမရှိတော့အင်္ဂါနဲ့ကြာသပတေး2 ရက်ပဲလာထိုင်တာပြမှုတွေဘလောက်ထိနဲလဲဆိုအဲ့ဒါကြည့်တော့ဒါတောင်သူတို့ရုံးဒီလာတယ်ဆိုတာတော်ရုံတန်ရုံအမှုတွေမရှိဘူးအဲ့လိုပေါ့စာရွက်စာတမ်းနေလာထုတ်ပေးရတာလို့ဘာလို့ပြီးတော့မြို့ထဲနေနေ round မယ်လှဲ့မယ်အဲ့လိုမျိုးပေါ့ဒါဆိုအမတို့ရဲ့မြို့လေလောက်ပြောလို့ရတာပေါ့နော်ဘယ်ပဲတော့ဌာနတွေအဆောက်အုံတွေရှိမှာဆိုလို့ရှင်ကားပါကင်လောက်တော့မယ်ဆိုလို့ရှင်ရိုးရိုးဟိုဘယ်လိုပြောမလဲတန်မာတဲ့တာမန်လူတွေကားပါကင်ထိုးလို့ရမယ့်နေရာပဲမကောက်ဒီလိုhandicap တွေပေါ့နော်ဒီလိုဟိုစမယ်ဖြစ်တဲ့လူတွေလေမတန်မစွမ်းနေဝှီချဲသမားတို့သူတို့တွေအတွက်ကတနေရာအများရှိတယ်အဲ့နေရာကိုဘယ်ကားမှလည်းလာကြော်ပြီးမရက်ဘူးတချို့နေရာဆိုခိုးရတာတော့ရှိရပါဒီမှာဒါဆိုမတန်စွမ်းသူတွေအတွက်သူတို့ကားပါကင်လုပ်ဖို့အတွက်ဒါတွေကရိုးကားတွေအတွက်ပေါ့နော်ဒါကဘန်အတူတူပဲရုံးနေရှေ့စူပါမားကတ်တို့ဒါမှမဟုတ်လဲshopping mall တို့ဒါမှမဟုတ်လို့ရှင်လဲဆေးအောင်တို့အကုန်လုံးမှာသူတို့ရဲ့ car parking နေရှိရပြီးဒါဆိုလို့ရှင်ကြောင်းအကွဲမှာကောင်မလေးတွေဝင်သွားတဲ့အခန်းကလေအမှရေးထားတယ် culture လို့ပြောတာ culture ပေါ့နော်အဲ့ထက်မှသွားလို့ရှိရင်ကလေးတွေသူတို့စိတ်ချိုက်တီးဝိုင်းနေတီးလို့ရတယ် music အခန်းတွေရှိတယ်အကုန်ပေါ့ပြီးတော့အဲ့ဘေးနားမှာကျတော့ basketball တွေဆော့ကြတယ်အမှဝင်းခတ်ထားတယ်ပြီးဒါအကြောင်းသားတွေထမင်းစားတဲ့အဆောင်ဒါကကျောင်းသားတွေထမင်းစားတဲ့အဆောင်ရှိရကြဟိုတယ်နဲ့စားတောက်ဆိုင်ပြီးဒါအမတို့ရဲ့ရုံချုပ်ပြီးဒီမှာ shopping mall တို့အရက်ဆိုင်တို့ထိုင်းဆိုင်တို့အားကစားရုံတို့ရှိရဟိုမှာစပိန်ရက်တဲ့နေရာဆိုလဲစပိန် stand တွေရှိရအဲ့မှာစပိန်တွေရက်ကြတာဒါကကျောင်းသားတွေထမင်းစားတဲ့အဆောင်ပေါ့နော်ဒီ central ဟိုစနေပဲ kitchen ကနေပဲဒီဆေးရုံမှာရှိတဲ့လူနာတွေအတွက်ဘိုးဘွားရိပ်သာမှာရှိတဲ့လူနာမူကြိုကျောင်းကကလေးတွေအတွက်ဒီမှာအကုန်လုံးချက်ပြုတ်တာဒီကနေမှအကုန်လုံးသူတို့ကကားအကြီးနဲ့လိုက်ပြီးပို့ပေးတာတစ်မျိုးလုံးပေါ့နော်ကဲအမတော့အခုဟိုဘက်ကန်းကိုကူးမယ်ဆိုတော့ဒီကနေကူးပါတော့မင်း
မရိုက်ပြရဲဆိုတာတခြားမဟုတ်ဘူးသူတို့ရဲ့ဟိုစပေါ့နော်နေထိုင်တဲ့ lifestyle လေးတွေပြီးတော့ဘလို့ပုံစံတွေစောက်ပြီးနေကြတယ်တို့ဘလို့သူတို့ရဲ့နေထိုင်ပုံတွေသူတို့ဒီမှာဘလို့တွေလှုပ်ရှားတာတွေအဲ့ဒါတွေပြချင်လို့ live လွှင့်တာတခြားကြောင့်မဟုတ်ဘူးအခုဒီမှာဆိုလို့ရှိရင်ဟိုမှာအချိန်ရေးထားတယ်ပြီးတော့ temperature အခုအပြင်မှာ15 degree ရှိတယ်ပြီးတော့အချိန်ကအခု14:40ဆိုတော့နေ့လယ်2:40ရှိပြီပြီးတော့ဒါက EV လားဗာလဲဟိုစလေ battery မီးအားသွင်းပြီးကားမောင်းရတဲ့ဟာတွေကားဖြည့်တဲ့နေရာဒီမှာဖြည့်ကြတာတွေ့လားအခုဒီမှာဖြည့်ကြတာအဲတိုင်နေမှာဟိုမှာအဲကားတွေဖြည့်ထားတာပြီးတာ supermarket တော့မဟုတ်အစားအသောက်တွေရောင်းတော့ဗောနော်ဆိုခုတော့အိမ်ပြန်မယ်ဟောဈေးခဏဝင်ဝယ်လိုက်အောင်မယ်ကွယ်ဘာရှိမလဲမသိပင်ဒီမှာကလမ်းသွားရင်းနဲ့အမိုက်တွေပြစ်လို့မရပါဘူးဒီမှာတိတ်မလန်းမကန်းနေရအားလုံးနေမှာအမိုက်ပုံးတွေထားပေးရဲ့ဒီအမိုက်ပုံးတွေမှာကအစားတောက်တွေအမိုက်တွေလွှင့်ပြစ်လို့ရတယ်လို့ကြောင်တို့ခွေးတို့အပြစ်တွေကိုခေါ်သွားလို့ရှိရင်လမ်းဘေးမှာမစင်နေစီးမဲ့ကမ်းမဲ့မစွတ်ရပါဘူးအကုန်လုံးကိုယ့်အိမ်ကနေပလတ်စတစ်ဘက်အသေးလေးတွေအမဲရောင်လေးတွေယူခဲ့ရပါတယ်သူတို့ရဲ့ကြောင်တွေခွေးတွေလမ်းသွားရင်းနဲ့မစင်စွတ်မီဆိုလို့ရှိရင်အဲ့ပလတ်စတစ်မှာထည့်ပြီးတော့မှဒီမိုက်ပုံနဲ့ထည့်ခဲ့ရတယ်လမ်းဘေးမှာမထထားခဲ့ရပါဘူးအဲ့ဒါကိုပြည်သူတွေကလည်းလိုက်နာပါတယ်ဟောသူခုတော့လူမတွေ့ပါဘူးဒီတိုင်းထားခဲ့မယ်မကောက်တော့ပါဘူးလှုပ်လို့မရပါဘူးပြီးလို့ရှိရင်အိမ်မှာအမိုက်တွေပါတယ်တပတ်တစ်ခါလာပြီးတော့တဲ့တဲ့ကားတွေရှိရယ်အဲ့လိုအမိုက်ကားလာပြီးဆိုလို့ရှိရင်အဲ့လိုအမိုက်ကားတွေမှာကပေါက်တက်ကရစွန့်လို့မရဘူးပေါ့နော်ပြစ်လို့မရဘူးဟိုဘယ်လိုပြောမလဲပလတ်စတစ်ဆိုပလတ်စတစ်တက်ပြစ်တဲ့နေရာရှိရယ်ပလင်းဆိုအယောင်ပါတာနဲ့မပါတာပြီးလို့ရှိရင် metal ပေါ့နော် metal တွေကိုစရီပေါ့တတုတွေအဲ့ဒါတွေဆိုလို့ရှိရင်မတော်တဆကိုကအော်သူဘယ်သူမှတွေ့တာမဟုတ်ဘူးလွတ်ပြစ်လိုက်လို့ရှိရင်သူကအဲ့အမိုက်ကားလာတဲ့ခါအမိုက်ကားမှာကုတ်သူတို့ scan လုပ်လို့ရတယ်ကုန်သိရဘယ်အိမ်ကဘလို့အမိုက်တွေပြစ်တယ်ဆိုတာဘလို့လုပ်လို့မရဘူးရှင်ခုအမ supermarket ထဲဝင်သွားပါတော့မယ်တွေ့လားအဖိုးကြီးတွေသူတို့ဟာသူတို့ဈေးလာဝယ်ကြတာပြီးရင်ဒီမှာကကြော်ညာတွေကတ်တာဒီအမတို့နေတဲ့မြို့ငယ်လေးကဘယ်နေ့ကဘာ event နေရှိရဲဆိုတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးပေါ့ church တွေကလည်းဒီမှာကျတော့အပတ်တိုင်းမရှိဘူးဘာဖြစ်လို့လဲဆိုအမတို့နိုင်ငံက pastor တွေဆိုတာတင်းအုပ်ဆရာတွေဆိုတာကဒီဟိုစတစ်ခုပဲအသင်းတော်နဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်တာမဟုတ်ဘူးသူတို့ကကုံလုံးကိုပိုင်အလုပ်ရှိရယ်အသင်းတော်ကသူတို့လက်ခမပေးဘူးသူတို့ဟာသူတို့အပြစ်မှာချို့တွေဆိုအိမ်ဆေးတုပ်တဲ့အလုပ်တွေရှိရယ်ချို့တွေကျတော့ဟို mining မှာအလုပ်လုပ်တဲ့သူတွေရှိရယ်အဲ့ကလက်ခရတဲ့လက်ခနဲ့သူတို့ကသုံးတာဒီအသင်းတော်ကအလူငွေခံလို့ရတဲ့လက်ခတွေကဟိုးဆင်းရဲတဲ့နိုင်ငံတွေရိုမေးနီးယားတို့အာမေးနီးယားတို့အဲ့လိုမျိုးနိုင်ငံတွေစီပြန်သွားတာဒီကိုယ်နိုင်ငံကိုရောက်လာတဲ့လူဒုက္ခရောက်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေကိုသူတို့ကပြန်ပြီးပေးကမ်းကြတာပါဒါက event တွေပါတွေလောက်တာပေါ့နော်ပြီးတော့အလုပ်တွေ job vacancy တွေပေါ့ job vacancy တွေသူတို့ကဒီမှာ announce လုပ်တာအကုန်လုံးကဲအမအထဲခဏဝင်လာအောင်မယ်နော်အဲ့တော့ပိတ်လိုက်ပါမယ်ပြီးတော့အထဲမှာကျတော့လူအများကြီးနဲ့ဆိုတော့ဒီနိုင်ငံမှာအဲ့လို public area တွေမှာ live တွေရှောက်လွှင့်လို့မရဘူးတချို့တွေကမကြိုက်ဘူးအဲ့လိုမျိုးတွေတိုင်လို့ရတယ်လာပြောလို့ရတယ်အဲ့ဓာတ်ပုံရိုက်ပြီဆိုအနောက်တွေအရှေ့တွေမှာလူပါမှာအရန်ကြောက်ရတယ်အဲ့ဒါအရန်သတိထားရပါဘောနော်ကဲအားလုံးပဲနှုတ်ဆက်ပါတယ်